Green နဲ့ဖျားများရဲ့ဌာနတွေဟာစာပေဂီတနဲ့အနုပညာရှင်တွေပေါ်မှာအတော်လေးကိုလွှမ်းမိုးခဲ့တယ်လို့ဆိုပါမယ်။ Green စာရေးဆရာဟိုမာရဲ့ Alien နဲ့ Odyssey ကဗျာရှိကြီးတဲ့က Green နဲ့ဖျားတွေရဲ့ထူခြားလာတဲ့တကူဆွဲတွေဟာလည်းလူသားတွေအတွက်စိတ်ကူးရင်ကျင်စရာပါပဲ။ Green နဲ့ဖျားဌာနတွေက Kraken လို့ကြောက်စရာရှိတဲ့တော်ဝါကြီးကလည်းအောင်မြင်ကြောကြားခဲ့တဲ့ Captain Jack Sparrow ဇာတ်လမ်းတွေထဲမှာဇက်ကောင်ဖြစ်ပါဝင်နေတယ်လို့ရေလူသားအကွာမန်ဇာတ်လမ်းထဲမှာလည်းပါဝင်လာပါတယ်။ဝိမိတ်စာမဒူစာဆိုရင်လည်း Green ဌာနရဲ့ချိန်ခံတဲ့ဇာတ်ကားတိုင်းမှာလို့ပါဝင်တဲ့အတွက်လူသိများလာပါတယ်။ဒါ့အပြင်နာမည်ကျော် Green နဲ့ဖျားရဲ့အမည်ဟာနက္ခတ်ဗေဒပညာရဲ့12ရာသီကွင်းဇိုဒီယက်မှာလည်းရှိနေပါတယ်။ရာသီကွင်းလိုက်သင်္ကေတပုံတွေရှိကြပြီးအဲ့ဒီရာသီကွင်းရဲ့ထူးခြားမှုနဲ့ဆွဲရည်တွေကိုအလွယ်တကူသိရှိနိုင်မှု Green နဲ့ဖျားရဲ့အမည်နဲ့ရည်ညွှန်းဖော်ပြခဲ့ပါတယ်။ Green နဲ့ခတ်ပညာရှင်တွေဟာကောင်းကင်တွေကချုံနဲ့ကျဲတာတွေကိုကြည့်ရှုရင်သူတို့ရဲ့ဖြစ်တည်မှုတွေကိုရှင်းပြနိုင်မှုစူးစမ်းခဲ့ကြပါတယ်။ဂျုံနဲ့ကျဲတာတွေတော်လာမှုကိုတွက်ချက်တဲ့နက္ခတ်ပညာနဲ့နက္ခတ်ဗေဒပညာဟာမက်ဒီတာရေးနီးယံမှာစတင်ထွန်းကားခဲ့တယ်လို့ဆိုပါတယ်။ယနေ့ခေတ်နက္ခတ်ဗေဒပညာမှာအသုံးပြုနေတဲ့12ရာသီခွင်ကိုတော့အီဂျစ်ဘေဘီလုံနဲ့ Green လူမျိုးတွေကစတင်ဖန်တီးခဲ့ကြပါတယ်။အဲဒီ12ရာသီခွင်ဟာနေလာနဲ့ဂျိုတွေရဲ့ဒီနေရာနဲ့ရွှေရှားမှုတွေကိုဖော်ပြထားတာဖြစ်ပါတယ်။ Green ကဗျာဆရာတွေနဲ့ Green နက္ခတ်ပညာရှင်တွေဟာဂျိုနဲ့ကျဲတာတွေကို Green နဲ့ဖျားဌာနတွေနဲ့ဆက်ဆက်ပြီး12ရာသီခွင်ရဲ့သင်္ကေတရုပ်ပုံတွေဖြင့်ပုံဖော်ခဲ့ကြပါတယ်။ Green နဲ့ဖျားဌာနတွေနဲ့ဆက်ဆက်ပြီးရေးသားခဲ့တဲ့ကျမ်းစာကတော့ Green နက္ခတ်ပညာရှင်ကြီး Ptolemy ရဲ့ Tetrabiblos ဆိုတဲ့နက္ခတ်ဗေဒကျမ်းဖြစ်ပါတယ်။အဲဒီနောက်မှာတော့ Green နက္ခတ်ပညာရှင် Hipparchus ဟာနေနဲ့ညအချိန်တူညီမှု Equinox ကိုတွေ့ရှိခဲ့ပြီး coordinate စနစ်ကိုထည့်သွင်းခဲ့တဲ့ကြောင့်ယနေ့ခေတ်နက္ခတ်ပညာရှင်တွေအသုံးပြုနေကြတဲ့နက္ခတ်ဗေဒပညာရဲ့ပေါ်ထွန်းလာခဲ့ပါတယ်။ Aries 12ရာသီခွင်မှာပထမဆုံးတည်ရှိနေတဲ့ရာသီကတော့ Aries ဖြစ်ပါတယ်။ Aries ရာသီခွင်ကမိသားလိုပြင်းထန်တဲ့ဆွဲရည်နေပိုင်းဆိုင်ပြီးရှင်ပြိုင်လိုစိတ်လဲကြီးမားတဲ့သူဖြစ်ပါတယ်။ Taurus ကတော့12ရာသီခွင်ရဲ့ဒုတိယမြောက်ရာသီခွင်ဖြစ်ပါတယ်။ Taurus ရာသီခွင်ကိုပိုင်ဆိုတဲ့ Green နတ်ဖျားကတော့တောက်ပဲသီးနဲ့နတ်ဒေဝီဒီမီတာဖြစ်ပါတယ်။နတ်ဒေဝီဒီမီတာဟာလူသားတွေကိုစိုက်ပျိုးရေးပညာသင်ကြားပေးတယ်လို့ကောက်ပဲသီးနှံတွေကိုလည်းအောင်မြင်ဖြစ်အောင်စောင့်ရှောက်ပေးပါတယ်။12ရာသီခွင်ရဲ့တတိယမြောက်ရာသီခွင်ကတော့ Gemini ဖြစ်ပါတယ်။နမိတ်ပုံဖြင့်ညှိုးဆိုကြတဲ့ Green နတ်ဖျားကတော့ချင်းမြန်တော်နတ်ဖျား Hermes ဖြစ်ပါတယ်။နတ်ဖျား Hermes ဟာဇူနတ်ဖျားအတွက်တရေပို့ပေးရတဲ့သူဖြစ်တယ်လို့တည်ဆုံးသွားသူတွေရဲ့ဝိညာဉ်ကိုမြေအောက်ကပါရှောင်းလမ်းပြပို့ဆောင်ပေးရသူလည်းဖြစ်ပါတယ်။ခန်းစာစတုထမြောက်ရာသီခွင်ကတော့ခန်းစာဖြစ်ပါတယ်။ခန်းစာရာသီခွင်ကိုပိုင်ဆိုတဲ့ Green နတ်ဖျားကတော့နတ်ဖျားတို့ရဲ့ဘုရင်မဟီရာဖြစ်ပါတယ်။နတ်ဒေဝီဟီရာကိုလက်ထပ်ချိန်များမှုနဲ့မွေးဖွားခြင်းနတ်ဒေဝီလို့လူသိများပါတယ်။ဒါပြင်တရားမျှတမှုနဲ့ဆက်ဆံရေးကိုလည်းကိုးစားပြုပါသေးတယ်။မနာလိုတက်တဲ့ဇနီးဖြစ်ပြီးခင်မောတဲ့ဇုံနဲ့ဖျားနဲ့မကြာခဏအချင်းများတတ်ကြပါတယ်။12ရာသီခွင်ရဲ့ပြင်စမမြောက်ရာသီခွင်ကတော့လီယိုဖြစ်ပါတယ်။လီယိုရာသီခွင်ကိုပိုင်ဆိုင်တဲ့နတ်ဖျားကတော့နေနတ်ဖျားအပိုလိုဖြစ်ပါတယ်။နေနတ်ဖျားအပိုလိုဟာအနုပညာလေးများတန်းရွှေဖြစ်ဟောခြင်းစေပညာတွေကိုတက်မြောက်ပါတယ်။လီယိုရာသီခွင်အတွက်ကတော့နှွေးထွေးခြင်းနဲ့တီထွင်ဖန်တီးနိုင်စွမ်းရှိခြင်းတို့နဲ့သာဆက်ဆက်ပုံဖော်ကြပါတယ်။ Virgoရာသီကိုညှိုးဆိုပြတဲ့ Green နတ်ဖျားကတော့လာဆန္ဒနတ်ဒေဝီ Artemis ဖြစ်ပါတယ်။လေးနဲ့များကိုကိုင်းဆွဲရင်အမဲလိုက်ခြင်းကိုဝါသနာပါတဲ့နတ်ဒေဝီ Artemis ဟာအပြိုစင်ဖြစ်ပြီးယောက်ျားတွေကိုတွေ့ချင်စိတ်မရှိပါဘူး။ဒါကြောင့်တတော်ထဲမှာသာနေထိုင်ပြီးညအခါမှသာလမ်းလျှောက်လေးရှိပါတယ်။12ရာသီခွင်ရဲ့တတမမြောက်ရာသီခွင်ကတော့ Libra ဖြစ်ပါတယ်။ Libra ရာသီခွင်ကိုပိုင်ဆိုင်တဲ့ Green နတ်ဖျားကတော့လှပခြင်းနတ်ဒေဝီ Aphrodite ဖြစ်ပါတယ်။နတ်ဒေဝီ Aphrodite ဟာချစ်ခြင်းမြတ်တာပျော်ရွှင်ခြင်းလှပခြင်းလိမ်မှုဆိုင်ရာကိစ္စတွေကိုပိုင်ဆိုပါတယ်။ Scorpio 12ရာသီခွင်ရဲ့အထမမြောက်ရာသီခွင်ကတော့ Scorpio ဖြစ်ပါတယ်။ Scorpio ရာသီခွင်ကိုပိုင်ဆိုတဲ့ Green နတ်ဖျားကတော့မြေအောက်ကပါရဲ့ရှင်သခင်နတ်ဖျား Hades ဖြစ်ပါတယ်။နတ်ဖျား Hades ကိုစိုးသွမ်းလွန်တဲ့သူဗဟေဒီဆန်တဲ့သူတယောက်ဖြစ်သိထားကြပါတယ်။ဒါကြောင့်နတ်ဖျား Hades ပိုင်ဆိုတဲ့ Scorpio ရာသီဘွားတွေဟာလောဝက်ဆန်းကျဲခြင်းပြင်းထန်တဲ့ဆွမ်းရည်မမောစရာကောင်းခြင်းနဲ့နားလဲဖွယ်ရာခက်ခဲခြင်းစတဲ့စွမ်းအားတွေကိုပိုင်ဆိုင်ထားပါတယ်။
စနေရာသီကွင်ရဲ့ရဝမမြောက်ရှာသီကွင်ကတော့ Sagittarius ဖြစ်ပါတယ်။ Sagittarius ရာသီကွင်ကိုပိုင်ဆိုတဲ့ Green နတ်ဖျားကတော့နတ်ဖျားရဲ့ရှင်သခင်ဇူးနတ်မင်းဖြစ်ပါတယ်။ဇူးနတ်ဖျားဟာကောင်းကင်နယ်မြေပြင်ကိုပိုင်ဆိုပါတယ်။ Sagittarius ရာသီမှာမွေးဖွားတဲ့သူတွေဟာရှီမန်းချက်ကိုမြန်မာစွာထားတတ်တယ်လို့အဲ့ဒီရှီမန်းချက်ကိုရောက်ရှိအောင်လှုပ်ဆောင်နိုင်စွမ်းရှိသူတွေဖြစ်ပါတယ်။ဇူးနတ်ဖျားဟာအချစ်ကြီးတယ်လို့အချစ်တွေကိုလည်းဝေမျှပေးနိုင်သူပါ။ဒါကြောင့် Sagittarius ရာသီဘွားတွေဟာဇူးနတ်ဖျားလိုပဲချစ်တွေဝေမျှမိရင်ပြဿနာကိုလက်ရက်ခေါ်တယ်လို့ဖြစ်တတ်ပါတယ်။ Capricorn စနေရာသီကွင်ရဲ့တသမမြောက်ရာသီကွင်ကတော့ Capricorn ဖြစ်ပါတယ်။ Capricorn ရာသီကွင်ကိုပိုင်ဆိုတဲ့ Green နတ်ဖျားကတော့ဗဘဲနတ်ဖျား Hephaestus ဖြစ်ပါတယ်။ဗဘဲနတ်ဖျား Hephaestus ဟာတန်ကိုပုံသွင်းတဲ့ဗဘဲပညာသားမကရုပ်ထုများပြုလုပ်တဲ့ကျောင်းစစ်ပညာနဲ့လက်ဝဲသနာပြုလုပ်တဲ့ပဋိပညာကိုပါတက်မြောက်သူဖြစ်ပါတယ်။ဗဘဲနတ်ဖျား Hephaestus ဟာရုပ်ဆိုးလို့မဲ့ဇူးနတ်ဖျားရဲ့အမိန်နဲ့အလားဆောင်တဲ့ထေဝီ Aphrodite ကိုလက်ထက်ကပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ဒါကြောင့် Capricorn ရာသီဘွားတွေဟာလူမစွမ်းနှမဆိုသလိုလှပချုံမောတဲ့အိမ်အောင်ဘက်နဲ့တွေ့ရပါလိမ့်မယ်။ Aquarius စနေရာသီကွင်ရဲ့17ခုမြောက်ရာသီကွင်ကတော့ Aquarius ဖြစ်ပါတယ်။ Aquarius ရာသီကွင်ကိုပိုင်ဆိုတဲ့ Green နတ်ဖျားကတော့ဉာဏ်ပညာနတ်ထေဝီအသီနာပါ။နတ်ထေဝီအသီနာဟာဇူးနတ်ဖျားရဲ့ဥကောင်းမှာမွေးဖွားလာသူဖြစ်ပါတယ်။ဉာဏ်ပညာကိုပိုင်ဆိုတဲ့ပြင်စီရေးစီရတိုက်ခိုက်မှုပညာမှာလည်းစစ်နတ်ဖျား Aries ကိုရှင်ပြိုင်နိုင်တဲ့အထိအစွမ်းရှိတာကြောင့်လက်ယုံရည်ရောနှလုံးရည်ပါပြည့်စုံတဲ့နတ်ထေဝီတစ်ပါးဖြစ်ပါတယ်။ Pisces စနေရာသီကွင်ရဲ့12ခုမြောက်နောက်ဆုံးရာသီကွင်ကတော့ Pisces ဖြစ်ပါတယ်။ Pisces ရာသီကွင်ကိုပိုင်ဆိုတဲ့ Green နတ်ဖျားကတော့သမုဒ္ဒရာနတ်ဖျား Poseidon ဖြစ်ပါတယ်။နတ်ဖျား Poseidon ဟာမြေကမ္ဘာပေါ်မှာရှိတဲ့ရေပြင်အလုံးကိုပိုင်ဆိုင်ပါတယ်။ရေထုနဲ့ရေချောင်းသွားလာသူတွေကိုကာကွယ်ပေးတယ်လို့မုန်တိုင်းရေလိုင်းမြေငလျင်တွေဖန်တီးပြီးလောကကြီးကိုလည်းနှောက်ယှက်နိုင်ပါတယ်။ဒါကြောင့် Pisces ရာသီဘွားတွေဟာဆက်ဆက်ထိမခံထိလွယ်ရှားလဲတဲ့စိတ်ဓာတ်ရှိသူများဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုများကိုအများကြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel ကိုလည်း subscribe လုပ်ပေးခဲ့ကြပါအောင်နော်။ကြည့်ရှုအားပေးခဲ့ကြသူများကိုကျေးဇူးတင်ပါတယ်ရှင်။